တက်ဆူရိုကိုနိုင်နာထပ်ပိုတဲ့စစ်မှန်တဲ့ချန်ပီယံဆိုတာပြတဲ့နိုင်ပွဲမျိုးပဲကဲဘလို့အနိုင်ယူသွားသလဲဆိုတာစရအောင်ဖန်ကိုပွဲမတိုင်ခင်တည်းကလေရန်တိုက်ခဲ့ပြီးချန်ပီယံအစ်စ်ကဘယ်သူလဲဆိုတာပြမယ်ဆိုတဲ့တက်ဆူရိုထိုင်ယာရဲ့လေးစားမှုကင်းမဲ့တဲ့အပြောတွေကိုသဘောမကျပေမဲ့တက်ဆူရိုထိုင်ယာရဲ့ပညာကိုတော့လေးစားရမှာပါတက်ဆူရိုထိုင်ယာဆိုတာ take down threat မှာအရန်ကိုအားကောင်းတဲ့ကစားသမားပါတက်ဆူရိုထိုင်ယာ take down လုပ်ပြီးဆိုပြန်ထနိုင်တဲ့သူသိမရှိဘူး10ယောက်မှာ10ယောက်လောက်ကတက်ဆူရိုထိုင်ယာနဲ့တွေ့ရင် take down မဖြေနိုင်တဲ့သူများတယ်သူ့ရဲ့အကြီးဆုံးအားသာချက်က take down ရသွားလို့ brown ချီနီမှာပြန်ဘက်ကပြန်ထားဖို့ကြိုးစားလိုက်တာနဲ့တက်ဆူရိုထိုင်ယာကနောက်ကျောဘက်ကိုချက်ချင်းပြောင်းယူပြီးလုပ်တတ်တယ်ဒီနေရာမှာတက်ဆူရိုထိုင်ယာကတော်တော်လေးနှင်တယ်ဒါကြောင့်ပြန်ဘက်တွေကပြန်ထားရမလားဘက်ကိုပေးလိုက်ရမလားဆိုတဲ့အခက်အခဲတွေရောက်သွားတယ်ဒါကြောင့်တော်တော်များများက risk မယူရတော့ပဲ brown မှာပဲ safe ကစားရင်ပိတ်မိနေကြပါတယ်ဒါကြောင့်ဒီဘက်မှာ ban အောက်ရောက်နေတဲ့အချိန်တော်တော်လေးစိတ်ပူမိတယ်တက်ဆူရိုထိုင်ယာထောပြသွားရင်ပြန်ထားနိုင်တဲ့ကစားသမားကခက်ရှားရှားဖြစ်နေလို့ပါပဲဒီလိုပြန်ထားနိုင်တဲ့ရှားပါသူတွေထဲမှာ ban လည်းပါပါတယ်ဖန်ကိုယ်တိုင်ဒါကိုပွဲပြီးမှချီးကျူးသွားပါတယ်ဒီကောင်စောက်ရမ်းပါတယ်ပြန်ဘက်ကောင်းပါပဲဆွဲလဲချတဲ့အပေါ်မအံ့ဩပါဘူးစိတ်ညစ်ညစ်မဲထားတယ် ground မိုင်းမှာသူတော်တာတီးပြီးသားပါဒါပေမဲ့အေးဆေးပါပဲတော်တော်မှာပါတယ်လို့တက်ဆူရိုထိုင်ယာကခက်ခဲတဲ့ပြိုင်ဘက်ဖြစ်ကြောင်းဝန်ခံသွားပါတယ်ကျွန်တော်အခုတက်ဆူရိုကိုချီးကျူးနေတာမဟုတ်ဘူးတက်ဆူရိုကပြိုင်ဘက်ကောင်းဖြစ်တဲ့အတွက်ဖန်ကပိုကောင်းခဲ့လို့သာနိုင်ခဲ့တယ်ဆိုတာကိုထင်ရှားစေချင်လို့ပါဖန်တို့ဒီပွဲကခက်ခက်ခဲနဲ့စိတ်ပူရမယ့်အခြေအနေမျိုးထိရောက်ခဲ့ပါတယ်ပွဲအခြေအနေကိုချုံမိအောင်ပြောပြပါမယ်ထိုင်ယာကပွဲစားတွေကသူ့ရဲ့အားသာချက်ဖြစ်တဲ့ထိပ်ထောင်းယူဖို့ပဲကြိုးစားပါတယ်ယူလဲယူနိုင်ခဲ့ပါတယ်ထိုင်ယာရဲ့ game plan ကိုရှင်းပြပါမယ်ထိုင်ယာကတစ်ဖက်က fighter ဖြစ်တဲ့အတွက်အထိုးမခံရဘူးပွဲစားရတယ် van နဲ့သူ့ကြားက distance ထိပြီးထိပ်ထောင်းဝင်ဖို့ကြိုးစားတယ် van နဲ့သူ့ကြားမှာအမြဲတမ်းအကွာအဝေးတစ်ခုထိန်းထားတယ်ဘာလို့လဲဆိုတော့တစ်ဖက်က fighter ဆိုတော့အထိုးမခံရဘူးပေါ့သူ့ရဲ့အဓိကရည်ရွယ်ချက်က van ကိုတန်စကာနာက ground control ယူ cardio ကို drain လုပ်မယ်ဒီ ground မှာထိုင်ယာကထိပ်ထောင်းနေရပြီးမောင့်အထိရောက်ခဲ့တယ် van ကိုလည်းသူ့ရဲ့ထောင်ရောက်ထဲမှာဖမ်းနိုင်လို့နီးဖြစ်ခဲ့တယ်ဒါပေမဲ့ van က punish မဖြစ်သွားဘူးဒါက van ရဲ့ဒီပွဲအတွက်အရေးကြီးရဲ့အားသာချက်ပဲ van ကအောက်ရောက်နေသည့်တိုင်အောင်သူ့ကိုယ်သူအထီးကိုက်နေအောင်နေနိုင်တယ်နေတတ်တယ်ထိခိုက်မှုမရှိအောင်ကစားနိုင်တယ်တက်ဆူရိုအနေနဲ့ van ကိုတက်လုံကျသွားအောင်မလုပ်နိုင်ခဲ့ဘူးဒီမှာဆိုရင်မြင်ရမယ် van ကိုညာလက်နဲ့ထိုးတဲ့အချိန် van ရဲ့ခန္ဓာကိုယ် position ကသူ့ထိုးမခံရအောင်နေတတ်တာကိုမြင်ရမယ်တက်ဆူရိုရဲ့လက်သီးချက်တွေက van ရဲ့နံရိုးကိုမထိခဲ့ဘူးလေထဲမှာပဲတိုးနေတာ round 2ဒီ round က momentum အလှည့်အပြောင်းဖြစ်တဲ့ round ပဲဒီ round ရဲ့ fight ချက်ကဒီပွဲကိုအလှည့်ပြောင်းဖြစ်တဲ့ key ဖြစ်ခဲ့တာပဲဒုတိယအချီမှာ Tyron နေနဲ့ take down တွေဆက်ပြီးလုံနိုင်သည့်တိုင်အောင်ဒီ round မှာ Van ရဲ့ striking time ဖမ်းမိလာတယ်ဒီ round အဆုံးနားမှာ Tyron ကို knock down ချနိုင်ခဲ့တယ်ဒီ moment ကပဲ momentum ကိုပြောင်းသွားခဲ့တယ်ဒုတိယအချီပြီးကန်ဒီမှာ Van ရဲ့အားပါတဲ့ညာလက်သီးချက် Tyron မိသွားပြီးတဲ့နောက် game က Van ဘက်ကိုရောက်လာတယ် Tyron ရဲ့အကြီးဆုံးအမှားက waist heavy game plan နဲ့ pressure များလွန်သွားတာပဲဒီအတွက်တစ်ဖက်မှာ Van က pace အရမ်းမြန်တဲ့ volume striker ဖြစ်တာကြောင့်ပွဲကအလှည့်အပြောင်းဖြစ်သွားတယ် Van ကပြန်ဖြီနိုင်ခဲ့တဲ့အတွက် တက်ဆူရိုအနေနဲ့ tape down တွေခဏခဏပြန်လုပ်ဖို့ကြိုးစားရတာဖြစ်လို့သူအားကုန်သွားတယ် mount transition တွေကိုပြန်လုပ်ရတယ်အများကြီးလုပ်ရတော့ cardio စကျသွားတယ် round 3နောက်ပိုင်းမှာ shot တွေ slow ဖြစ်လာပြီးတော့ tape down အဝင်တွေမတိမကျဖြစ်လာတယ် Van က training ကောင်းတယ်လို့နီးစနစ်ပိုင်းကောင်းတယ်နောက်ပြီး Van ကစိတ်ရှိတယ်ပွဲအတွင်းမှာပွဲကိုဖတ်တတ်တယ်အဲ့ဒီအချက်တွေက Van အနိုင်ရဖို့ဖြစ်လာတယ် Van ကစိတ်ရှိနဲ့ပွဲကိုဖတ်တဲ့အတွက် Tyra ကအချက်တိုင်းမှာ take down လုပ်ဖို့မဟုတ်ပဲတချို့အခြေအနေမှာ fake နဲ့ဆိုတာသိလာတယ် fake ကလည်း Van ဝင်မထိုးနိုင်အောင်အတွက်ပဲအကွာဝေးထိန်းညင်လို့ fake နာပဲဒါကိုသိလိုက်ပြီးတဲ့နောက် Van က Tyra fake နာကိုနောက်မဆုတ်တော့ပဲဝင်လုံးချင်လဲလုံးဆိုပြီးရှေ့ပဲဆက်တိုးတယ်ဒီမှာ fake နဲ့အချက်ကို Van ကရှေ့တိုးပြီးတက်ထိုးတော့ Tyra အထိနာသွားတယ်တတိယအချီမှာရင်တာနိုင်တဲ့အထိလှုပ်လို့ရပေမဲ့ Tyra ရဲ့မာချော်မှုနဲ့နီပွန်စိတ်တဲ့ကြောင့်9ချီထိရောက်လာခဲ့တာ Van အနေနဲ့ Tyra ကိုချုံမိတဲ့အခိုက်အတန့်မှာ ground သမားကို ground နဲ့ပြန်အနိုင်ယူမယ်လို့ထင်ခဲ့သေးတယ်ဒါပေမဲ့ Van ရဲ့ရွေချက်ကနန်ကြားတဲ့ကိုလက်သီးနဲ့နှိုက်ထိုးပြီးတက်လုံကြအောင်ပဲလုပ်ခဲ့တယ်အဲ့ဒီနန်ကြားတဲ့ကဒီနေရာကိုထိုးရင်နန်ယိုးဘေးကျွတ်တာဒါမှမဟုတ်ညာဘက်နန်ယိုးအောက်ဒီနေရာကိုထိုးရင်တစ်ဖက်ကစားသမားတက်လုံကြလာမယ် Van က Tyra တက်လုံကြသွားဖို့ရည်ရွယ်ခဲ့တယ်ဒါကလည်းနီးပြရဲ့ညွှန်ကြားမှုလို့ Van ကပွဲပြီးမှဝန်ခံထားပါတယ်Van ရဲ့နီးပြကလည်းတော်ပါတယ်ထိပ်ဖောင်းတွေခဏခဏပြန်ကြိုးစားရလို့ပြန်မှန်းလာသလို Van ရဲ့နန်ရိုးနှိုက်ထိုးထားလို့တက်လုံလဲကျနေပါပြီဒါအပြင်ဒုတိယအချီပြီးကန်ဒီမှာထိထားတဲ့ပြင်းထန်တဲ့လက်သီး damage ကြောင့်တက်လုံတော်တော်ကျလာပြီးအဲ့နောက်ပိုင်းတော့ Van ထိုးတာကို Tyra တော်တော်လေးခံရတော့တယ်ဒီပွဲမှာ Joshua Van က Tatsuro Tyra ရဲ့မျက်နှာကိုလက်သီးချက်ပေါင်း100အထိထိုးနိုင်ခဲ့ပါတယ်ခြေကန်ချက်လက်သီးဒူးနဲ့တရောင်စုစုပေါင်းထိချက်131ချက်အထိရှိခဲ့ပါတယ်
ဒီရဲက118ချက်ကလက်သီးနဲ့ထိုးတာဖြစ်ပြီးထိုင်ရာရဲ့မျက်နှာကိုတဲတဲမမန်ထိမှန်ခဲ့ပါတယ်ဒီဘက်မှာဗန်ရဲ့လက်သီးချက်က10မိနစ်ကို significant strike က8ချက်ထိတယ်ပြောရရင်တက်စရိုနေနဲ့10မိနစ်ကို8ချက်အထိုးခံရတယ်ဆိုတဲ့သဘောပဲဗန်ရဲ့လက်သီးပြင်းအားက1500နျူတန်ကနေ2500နျူတန်ထိရှိပြီးထိချက်မှန်မှန်နဲ့အားအပြင်းဆုံးအချိန်ဆို3000နျူတန်ထိထွက်တယ်လို့ CBS Sport မှာဖော်ပြထားပါတယ်ဒါကအနည်းဆက်ဆုံးဥမာပေးရရင်လူတစ်ယောက်အားပြည့်နဲ့အဝေးကပြေးလာပြီးတကားကိုကန်တာထက်ပြင်းနိုင်တယ် baseball ဒုတ်တန်နဲ့ရိုက်တဲ့အားလို့ပြင်းထန်ပါတယ်နောက်ပြီးကျွန်တော်အရင်ကပြောဥပါတယ် Van ရဲ့လက်သီးကအလေလွတ်နေတယ် Van ကလက်တံတိုးပြီးမဲ့ထိချက်ကောင်းထိုးနိုင်တယ် Van ရဲ့လက်သီးကလေလွတ်မရှိသလောက်ပါပဲမမကန်းတဲ့ဘယ်တော့မှမထိုးသလိုထိုးလိုက်တဲ့လက်သီးကလေထဲမှာဒါမှမဟုတ်တစ်ဖက်ကစားသမားရဲ့မျက်နှာကိုအနှဲငယ်ပဲထိပြီးထိရောက်မှုသိမ့်မရှိပဲပြန်ရုပ်လိုက်ရတာမျိုးလုံးဝနီးပါမရှိဘူးသူ့ရဲ့ထိုးချက်တိုင်းကတိကျပြီးထိထိရောက်ရောက်ကိုထိုးနိုင်တယ် Van ရဲ့လက်သီးကမြန်လုံးမြင့်ပြီးအရန်မြန်ပါတယ် Van ရဲ့ထိုးချက်က short combat ဖြစ်တယ်လက်ပြန်ဆုပ်တာမြန်တယ် hip rotation မြန်တယ် shoulder snap ကောင်းတဲ့အတွက် impact ကတူတူနဲ့ပြင်းတယ်လူတော်တော်များများက power ဆို body size ပဲထင်ကြပေမဲ့တကယ်တမ်း punch speed မြန်ရင် force တက်လာတယ်ဆိုတာကိုလည်းသိထားဖို့လိုမယ်နောက်ပြီး Van ရဲ့လက်သီးချက်ကတိကျမှုအရန်ကောင်းတယ်ထိကျင်အထိ random လွှဲချက်မျိုးနဲ့ထိုးနေတာမျိုးမဟုတ်သူတက်ကပ်ထိုးလေးရှိတဲ့နေရာတွေရှိတယ်မေယိုနားရဲ့ဘေးနေရာတမ်ဘယ်လို balance ပြတ်လွယ်တဲ့နေရာတွေကိုတက်ကတ်ထားပြီးထိုးတယ်ဒါကြောင့်တိတ်မကြီးတဲ့ထိုးချက်တော့ထိချက်သာမှန်သွားရင်အရန်ထိ Van ကဒီပွဲကိုစိတ်ပိုင်းရောရုပ်ပိုင်းရောနီးစနစ်ပိုင်းရောအနိုင်ယူပြခဲ့တာပါလက်သီးနဲ့ထိုးရဲဆိုတာစိတ်တို့လွယ်တယ်သူ့ကိုချန်ပီယံအစ်မဟုတ်ဘူးလို့ပြောတာလေစိတ်တို့ချင်းကြပါပဲဒါပေမဲ့ဒေါသနဲ့ထိုးတာမဟုတ်ပဲပြိုင်ဘက်ကိုဒေါသမထွက်ပဲစိတ်ရှိရှိနဲ့ပြိုင်ဘက်ရဲ့အားနည်းချက်ကိုရှာတာအားကစားကိုအားကစားလိုပဲကစားပြီးအနိုင်ယူနိုင်တဲ့နီလန်ကိုရှာတာကပွဲတစ်ပွဲကိုအနိုင်ရစေတဲ့ point တွေကတခုပါပဲပွဲကတော့ဒိုင်ပွဲရက်နဲ့ပဲပြီးဆုံးသွားခဲ့ပြီးဒိုင်ကအန်ရီယရှိရဲ့အခြေအနေမို့လို့လဲပွဲကိုရပ်လိုက်တာပါပွဲမြဲရင်လည်းဒိုင်ယာဒီထက်အခြေအနေစိုးဝယ်ရှိပါတယ်ပြီးကန်ဒီလေးမှာရင် Van က10ချက်လောက်ဆင့်ထိုးနေတာပါ Van ရဲ့ထိုးချက်ကလည်းအပေါ်မှာကျွန်တော်ရှင်းပြခဲ့သလိုသိတဲ့အတိုင်းပါပဲဒါကိုတော့တာယာကဒိုင်ကိုမကျေနပ်ပါဘူးပွဲပြီးတော့ Van လိုချန်နဲ့ပတ်သက်ပြီးဘာပြောချင်လဲဆိုတဲ့အမေကိုနွားတို့များများတောက်ထားဖို့ Van ကအမှားစကားပါလိုက်ပါတယ်ဒီပွဲကိုလာကြည့်တဲ့ Van လိုချာကလည်းပွဲကြည့်နေရင် Van ရဲ့အားနည်းချက်ကိုသူရှာတွေးခဲ့ပြီလို့လေပြန်တိုက်သွားပါတယ်Van ကအခုဆိုချန်ပီယံစစ်စစ်ဖြစ်အောင်တက်တည်ပြနိုင်ခဲ့ပြီးသူ့ရဲ့ကပတ်ကိုလည်းကာဝယ်နိုင်လိုက်ပါပြီ Congratulations ပါ Van ကြီး Van အတွက်ဂုဏ်ယူပါတယ်မြန်မာလန်ကိုခြုံထားတယ်မြန်မာကိုသားပြုတိုင်းရင်းသားလေးကိုကျွန်တော်တို့အားပေးနေအောင်ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးတင်ဆက်ပေးပြီးဆိုတော့အခုကျွန်တော်လည်းပါနောက်ထပ်လည်းဗီဒီယိုတွေ tactical analyze ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာဖြစ်လို့ page ကို like and share ခဲ့ပြီးကျွန်တော်တို့ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာ comment မှာ YouTube link လေးချပေးထားပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ